န်းနှစ်အပိုဆောင်စုလက်မိတ်ဆွေဖွဲ့နိုင်တဲ့အတွက်ဂုဏ်ယူပါတယ်လက်ခံသူလက်ရှိယင်းနှီးမှုအဆင့်ကျေတလုံးရရှိသောစွမ်းရည်အဆင့်၄အမြင့်ယိုချက်ချင်းပေါင်းဆက်ခြင်းပါသလားစနစ်ဤအတန်ထွက်ပေါ်လာ၏မပေါင်းဆက်သေးဘူးမုန်းချန်ခြင်းစိတ်ထဲမှပြောလိုက်ပြီးမျက်လုံးတွေတောက်ပလာခဲ့သည်အမှန်တကယ်ပင်သူအလိုချင်ဆုံးစွမ်းရည်ကိုရရှိခဲ့၏ဂျူနီယာညီလေးမုံတခုခုစိတ်အနှောက်အယှက်ဖြစ်เสียရှိလို့လားရှာဟန်တခဏတွေးပြီးမေးလိုက်သည်ကျေးဇူးတရားကိုကျေးဇူးတရားဖြင့်ပြန်ဆက်တင်၏အဆုံးမှာတော့သူကတစ်ဖက်လူကိုကျေးဇူးကြွေးတင်နေခဲ့၏မရှိပါဘူးစီနီယာအိုရှာစိုးရင်ဖို့မလိုပါဘူးအတိပြန်ဝင်လာပြီးမုန်းချန်ခြင်းအပြုံးတစ်ခုနှင့်ပြောလိုက်သည်ထို့နောက်မျက်ခုံးအနှဲငယ်ပင်လိုက်၏အဘဲကြောင့်ဆိုသောရှဟန်အော်ယာကအတော်လေးမတီမငြိမ်ဖြစ်နေတာကိုသူသတိထားမိလို့ပဲဖြစ်သည်ကြည့်ရတာဒဏ်ရာရလာပုံပင်စီနီယာအကိုရှမင်းဒဏ်ရာရထားတာလားမုန်းချန်ခြင်းမျက်လုံးတွေလက်ခနဲ့ဖြစ်သွား၏ဂျူနီယာညီလေးမုံကအမြင်ဆူရှသားပဲမကြသေးခင်ကငါမစ်ရှင်တစ်ခုသွားလုပ်တယ်အဲ့မှာရန်သူတွေနဲ့တွေ့ပြီးအမှတ်မထင်အစိမ့်မိလာခဲ့တာရှာဟန်လက်သီးကြစ်ပါအောင်ဆုပ်လိုက်ပြီးသူ့တန်ကမကျေနပ်ချက်တွေနဲ့ပြည့်နှက်နေခဲ့သည်ဒါပေမဲ့အစိတ်ကိုခြေဖြတ်ပြီးပါပြီခဏနားယူဖို့ပဲလိုတာပါအော်ဒီလိုလားမုတ်ချန်ချင်းရုတ်တရက်နားလဲသွားပြီးသူ့အင်ကြီးလက်ထဲကဆေးတပလင်းထုတ်ယူလိုက်၏ဒါကပြန်လဲကုသဆေးအုံမြင့်ခိုင်မာစေပြီးအသက်ဆွမ်းအင်ပြန်ကောင်းတဲ့အာနိသင်ရှိတဲ့စီနီယာအကိုရှာအတွက်အကူအညီဖြစ်မယ်ဖို့ယုံကြည်တယ်ထိုအရာကိုကြားသည့်အခါရှာဟန်အသက်ယူတန်ချက်ချင်းပဲလေးလံလာခဲ့သည်ပြန်လဲကုသဆေးထိုအရာကအဆင့်မြင့်ဆေးတစ်လုံးဖြစ်၏အစောပိုင်းသွေးချီဆေးလုံးကဲ့သို့ပင်သူ့အတွက်အတော်လေးအဖိုးတန်၏ငါလက်မခံနိုင်ဘူးငါလက်မခံနိုင်ဘူးဂျူနီယာညီလေးမုံရဲ့ကျင်နာမှုကိုတောင်ပြန်မဆက်ရသေးဘူးဘလို့လောက်တာကိုလက်ခံနိုင်ပါလဲရှာဟန်အန်ဂျိတ်ကအကြည့်လွဲလိုက်၏တို့ပေမဲ့မုံချန်ချင်းရှေ့တိုးလာပြီးဆေးပလင်းကိုတိုက်ရိုက်ပဲရှာဟန်လက်ထဲထည့်ပေးလိုက်သည်ဘာလို့ဒီလိုစကားတွေပြောနေမှလဲငါတို့ကမိတ်ဆွေတွေမဟုတ်ဘူးလားမုံချန်ချင်းခက်ဖွားဖွားပြုံးလိုက်၏မုံချန်ချင်းအပြုံးကိုကြည့်ရင်ရှာဟန်သူ့လက်ထဲကဆေးပလင်းကိုနောက်တစ်ကြိမ်ကြည့်လိုက်ရာစိတ်ခံစားချက်တွေပြင်းထန်လာခဲ့သည်နောက်ဆုံးမှာတော့သူ့စိတ်ကိုထိန်းချုပ်လိုက်ပြီးမုန်းချန်ခြင်းကိုအယိုအသေးပေးကရိုးသားစွာပြောလိုက်သည်ငါ့ကိုတံမိုးထားပေးလို့ကျေးဇူးတင်ပါတယ်ဂျူနီယာညီလေးမုံအနာဂတ်မှာမင်းပါပဲလိုအပ်ငါအကောင်းဆုံးလုပ်ပေးမှာပါရှာဟန်အလေးနဲ့ပြောလိုက်သည်ဒင်းနှစ်သက်မှုအဆင့်ကျဲနှလုံးသို့တိုးတက်သွားပါပြီရရှိသောစွမ်းရည်ကြီးဝါချက်ဝတ်တိုင်းအဆင့်၄အပိုဆောင်စုလက်လူသားအဆင့်တိုင်းပညာကျွမ်းကျင်ကတ်၃ကတ်ချက်ချင်းပေါင်းဆက်လိုပါသလားစနစ်ကအတိပေးလိုက်သည်မုံချန်ချင်းမျက်လုံးထဲမှာအံ့အားသင့်သည့်အရိပ်ရောင်တွေပေါ်လာခဲ့သည်ကြည့်ရတာသူကစနစ်ဤနီလန်းတွေထဲကတစ်ခုကိုတရားဝင်ကျွမ်းကျင်သွားပုံပင်မိတ်ဆွေတွေကိုကူညီပြီးနှစ်သက်မှုတိုးလာခြင်းထို့ပြင်ထိုအရာကသူပြန်လဲကုသဆေးပေးရသည့်အကြောင်းပြချက်လည်းဖြစ်သည်သူ့မှာနောက်ခံမိသားစုရှိတော်လဲပြန်လဲကုသဆေးကအဆင့်မြင့်ဆေးတစ်မျိုးဖြစ်ပြီးအတော်လေးတန်ဖိုးကြီး၏ဒီစနစ်ကတကယ်အံ့ဩစရာပဲမုံချန်ချင်းစိတ်ထဲမှာတွေးလိုက်၏အခြားသုံးမဝင်သည့်စွမ်းရည်တွေရမည်ဟုထင်ခဲ့ပေမဲ့မမျှော်လင့်စွာပဲရှာဟိုင်၏ဒုတိယအကောင်းဆုံးစွမ်းရည်ကိုရရှိခဲ့၏အဆင့်၄ကြေးဝါချက်ဝတ်တိုင်းခန္ဓာတန့်စင်နီလန်းတွေကကြင့်ကြံဖို့အတော်ခက်ခဲပြီးရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုပုံသွင်းဖို့အားကောင်းသည့်စိတ်ဆွမ်းအားလိုအပ်၏ထိုအရာကတာမန်လူတောင်းခံနိုင်သည့်အရာမဟုတ်ပေတို့ပေမဲ့ယခုတော့သူကထိုအရာကိုအလွယ်တကူပဲရရှိသွားခဲ့သည်ထိုအရာအတွက်ပြန်လဲကုသဆေးတပလင်းသာသုံးလိုက်ရ၏အတော်လေးမြတ်၏ထို့ပြင်အပိုဆောင်စုလည်းရလိုက်သေး၏လူသားအဆင့်တိုင်းပညာကျွမ်းကျင်မှုကတ်၃ကတ်တို့ပေမဲ့ထိုပစ္စည်းကဘာလဲဆိုတာသူမသိပေစီနီယာကိုရှမင်းကအရန်လေးနဲ့လွန်နေပါပြီမိတ်ဆွေတွေကြားမှာဒီလိုစကားတွေပြောဖို့မလိုပါဘူးမုံချန်ချင်းအပြုံးနဲ့ပြောလိုက်သည်ငါမှလှုပ်เสียရှိသေးလို့တွားလိုက်ပါဦးမယ်စွမ်းရည်နှမျိုးနဲ့ဆုလက်တစ်ခုရရှိပြီးနောက်ထိုအရာတွေကိုပေါင်းဆက်လေ့လာဖို့အမြန်ပြန်ရမည်ပင်သူကထိုအရာတွေကိုသူ့ကိုယ်ပိုင်ခွန်အားအဖြစ်လုံးဝပေါင်းဆက်ပစ်ချင်နေခဲ့၏ကောင်းပြီလေဂျူနီယာညီလေးမုတ်ဂယူးဆိုင်ပါရှာဟန်ခေါင်းညိတ်လိုက်၏မုံချန်ချင်းပုံရိပ်အဝေးသို့တဖြည်းဖြည်းပျောက်ကွယ်သွားတာကိုကြည့်ပြီးရှာဟန်မကူညီနိုင်ပဲတက်ပြင်းချလိုက်သည်တစ်ချိန်တည်းမှာပဲလက်ထဲရှိပလင်းကိုကြစ်ပါအောင်ဆုပ်လိုက်သည်ဒီလိုလူမျိုးနဲ့တွေ့တာငါကတကယ်ကံကောင်းတာပဲ
အနာဂတ်မှာသူ့ကျင်နာမှုကိုပြန်ပေးရမယ်။သူ့နေထိုင်ရာသို့ပြန်ရောက်သည့်အခါမုံချန်ခြင်းကတင်ပေါ်မှာခြေချိတ်ထိုင်လိုက်သည်။တစ်ချိန်တည်းမှာပဲစနစ်မျက်နှာပြင်ကိုဆင့်ခေါ်လိုက်၏။လက်ခံသူမုံချန်ခြင်းမျိုးနွယ်လူသားကျင့်ကြံရေးတွေးကြောပုံသွင်းခြင်းအဆင့်၈အမြင့်ယိုးအဆင့်၅နားလည်နိုင်စွမ်းတာမန်တိုင်းပညာနီလန့်အယုတ်ကိုခုထားတိုင်းတစိမ့်တစ်ပိုင်းကျွမ်းကျင်လက်ရှိမိတ်ဆွေရှဟန်မပေါင်းဆက်ရသေးသည့်စွမ်းရည်အဆင့်၄အမြင့်ယိုးကြေးဝါချက်ဝတ်တိုင်းအတုံးမပြုရသေးသည့်ဆုလက်လူသားအဆင့်တိုင်းပညာကျွမ်းကျင်မှုကတ်၃ကတ်ကောင်းမွန်တဲ့ရိတ်သိမ်းမှုပဲစွမ်းရည်နှင့်ဆုလက်တွေကိုကြည့်ပြီးမုံချန်ခြင်းချုံမောခံရသည့်မျက်နှာပေါ်၌အပြုံးတစ်ခုပေါ်လာခဲ့သည်